Joshua Van ရဲ့ 5IQ ဘယ်လောက်ထိကောင်းတယ်လဲဆိုတာကိုဒီဗီဒီယိုမှာနေ့စဉ်နေ့ပိုင်းဆိုင်ရာရှုထောင့်ကနေသုံးသပ်ပေးသွားမှာဖြစ်ပါတယ်။ဒီအနေထားမှာ fighter 2ယောက်ရဲ့ယူထားတဲ့ stance တွေကိုအရင်ပြောပါမယ်။ Brandon Royval ကဒီညာခြေကိုရှေ့ထုတ်ထားပြီးတော့ Van ကတော့ဘယ်ခြေကိုရှေ့မှာထုတ်ထားတဲ့ stance ယူထားတာဖြစ်ပါတယ်။ဒီအနေထားမှာဆိုရင် Brandon Royval ရဲ့ညာဘက်ခြေထောက်နဲ့ညာဘက်လက်ကိုတိချကြည့်ပါ။ Royval ကညာခြေထောက်ကိုမရွှေ့ဘဲနဲ့ဒီ Van ကို distance တိုင်းနဲ့ Van ရဲ့မျက်နှာကို jet ထောက်လိုက်ပေမဲ့အကွာအဝေးနည်းနည်းလေးလိုနေသေးတာကိုသဘောပေါက်သွားပါတယ်။ Brandon Royval အနေနဲ့ခြေတလန်းရှေ့ကိုမတိုးဘဲနဲ့ jet ထောက်ရင်မမီဘူးဆိုတာသိရတဲ့ဒါကြောင့်မို့ခြေတလန်းရှေ့ကိုတိုးပြီးတော့ jet လန်းထောက်ဖို့ကြိုးစားပေမဲ့ Van ကလည်းခြေတလန်းအတိအကျနောက်ကိုပြန်ဆုတ်သွားတဲ့အတွက် jet ထောက်လို့မရပြန်ပါဘူး။ Van ရဲ့တကယ်ကိုကောင်းတဲ့ 5IQ ဖြစ်ပါတယ်။ဒီအနည်းပြောက်ကမှာဆိုရင် Brandon Royval က Van ကို2-2-3နဲ့လိုက်ပြီးတော့ combo တွေသုံးတယ်ဒါပေမဲ့ဒီ Joshua Van အသာလေးပဲရှောင်ပြပြီးတော့သူလွတ်သွားတဲ့ gap တွေကို1-2 combo ပြန်ပြီးတော့ထိအောင်ထိုးသွားတာတွေ့ရပါတယ်။တကယ်ကိုလှတဲ့တိုက်ကွက်ဖြစ်ပါတယ်။ဒါတော့ကျွန်တော်ကဗီဒီယိုကိုအနှေးပြထားလို့ပေါ့နော်တကယ်အပြင်မှာကအဲ့ဒါထက်9ဆပိုမြန်ပါတယ်။ဒီမှာဆိုလို့ရှိရင်လည်း Brandon Royval ကသူ့ရဲ့ညာခြေကိုရှေ့ကိုတလန်းတိုးပြီးတော့တိုက်စစ်ဆဖို့စူးစမ်းတာဖြစ်တဲ့အတွက် Van ကဒီတိုးလာတဲ့ညာခြေကိုဟန်တာအနေနဲ့ oblique kick လို့ခေါ်တဲ့ဒူးကိုနင်းတဲ့ push kick တစ်ခုကိုကန်ပြီးတော့ဟန်တာထားတာကိုတွေ့ရပါလိမ့်မယ်။ဒီမှာကြည့်ပါဒါမှမမြင်လိုက်ဘူးမလားကျွန်တော်အနှေးပြခွင့်နဲ့ပြန်ပြပေးပါမယ်။ Brandon Royval ကဒီမှာဆိုလို့ရှိရင်ညာနဲ့ jab ထိုးမဲ့အယောင်ပြရတယ်ပြီးတော့ back cross တစ်ချက်ဝင်တယ်ဒါပေမဲ့သူ့ရဲ့လက်တွေမရောသေးခင်မှာပဲ Van က1-2 combo နဲ့သူ့မျက်နှာကိုနှစ်ချက်ဆင့်ထိုးသွားတာကိုတွေ့ရပါလိမ့်မယ်။ Brandon Royval ကသူ့ရဲ့ reach အသာကိုအားသာချက်ယူပြီးတော့ jab ထောက်ဖို့စူးစမ်းတယ်အဲ့ဒါကပဲအားနည်းချက်ဖြစ်သွားပြီးတော့ Van က Brandon Royval jab ထောက်လာမဲ့အချိန်ကိုစောင့်နေလွတ်သွားတဲ့ gap ကိုတိုင်မင်ကဘယ် white လက်တီတစ်ချက်နဲ့ Brandon Royval ရဲ့မျက်နှာကိုထိအောင်ထိုးနိုင်ခဲ့တာတွေ့ရပါတယ်။ဒီနေရာမှာတော့ Brandon Royval ကစာတက်သွားပြီပေါ့နော်။သူက1-2ထိုးပြီးတဲ့အချိန်မှာ gap ကိုပြန်ပြီးတော့တင်ထားပြီးတော့ Van ရဲ့ကောင်တာကိုမမိအောင် block လုပ်သွားတာတွေ့ရပါတယ်။ကြည့်ရတော်တော်လေးအရသာရှိတဲ့ပွဲကောင်းတစ်ပွဲဖြစ်ပါတယ်။ဒီမှာကျွန်တော်တစ်ချက်ပြောပြမယ်ဒီ fighter နှစ်ယောက်က chess ထိုးနေတယ်လို့ပဲတယောက်အကွက်ကိုတယောက်ကကြိုပြီးတော့မြင်နေကြတယ်Joshua Van ကဒီ Brandon Royval ရဲ့ pocket area လို့ခေါ်တဲ့ close range အတွင်းကိုဝင်ပြီးတော့ထိုးမှထိအောင်ထိုးနိုင်မယ်ဆိုတာသိတယ်ဒီအနေထားကိုလည်းဒီ Brandon Royval ကကြိုပြီးတော့တွက်ထားပြီးသား Joshua Van သူ့ရဲ့ close range ထဲကိုဝင်လာမယ်ဆိုလို့ရှိရင်သူကကုတ်ကနေကင်ပြီးတော့ဒူးတွေတထောင်တွေတိုက်ပြီးတော့ဒီအနိကတိုက်ကွက်တွေနဲ့ဒုက္ခပေးဖို့ Brandon Royval ကရည်ရွယ်ထားပြီးသားဖြစ်တယ်ဒီမှာဆိုရင်ကျွန်တော်ပြောသလိုမျိုး Joshua Van ရှေ့ကိုတိုးပြီးတော့ close range ကိုဝင်ထိုးတယ်Brandon Royval ကလည်းဒီ Joshua Van ရဲ့ဒီအကွက်ကိုကြိုမြင်ပြီးသားဖြစ်တယ်ဒါကြောင့်မလို့သူ့အနေနဲ့ဒီကုတ်ကနေကင်ထားပြီးတော့ဒူးနဲ့တထောင်နဲ့တိုက်ဖို့စူးစမ်းနေအောင်တွေ့ရပါလိမ့်မယ်ဒီအနေထားက Brandon Royval မျှော်လင့်ထားတဲ့အနေထားမျိုးဖြစ်ပြီးတော့သူ့အနေနဲ့ Joshua Van ကိုခေါင်းကနေကင်ပြီးတော့မေးရိုးဒူးနဲ့တိုက်ချင်တဲ့အနေထားမှာရှိပါတယ်ဒီနေရာမှာတခြားတာမန် fighter ဆိုလို့ရှိရင်တော့ဒါ Brandon Royval ရဲ့ဒူးနဲ့ဒီမျက်နှာနဲ့မိတ်ဆက်ပေးပြီးသားဖြစ်နေလောက်ပြီးဒါပေမဲ့ Joshua Van လို champion level 5IQ fighter ဖြစ်တဲ့အတွက် Brandon Royval ရဲ့လက်တွေကသူ့ရဲ့ကုတ်မှာရှိတဲ့အတွက်ကြောင့်မလို့မျက်နှာမှာ guts လွတ်နေရအောင်သတိထားမိသွားတယ်ဒါကြောင့်မလို့လည်းမျက်နှာကိုဘယ် white ညာ white နဲ့ဒီဒူးမလာခင်နှစ်ချက်ထိုးနိုင်ခဲ့တာဖြစ်ပါတယ် Brandon Royval ရဲ့ဒူးကလည်းအလကားအလဟတ်တက်ဖြစ်သွားပါတော့တယ်ဒီနေရာမှာ Joshua Van ရဲ့အုံနောက်က second ပိုင်းအတွင်းမှာကိုပဲအလုပ်တွေအများကြီးလုပ်သွားတာကိုတွေ့ရပါလိမ့်မယ်ဒါဟာတမန် fighter နဲ့ဒီ champion level တန်းက fighter ရဲ့အုံနောက်လုပ်ပုံကွာခြားချက်ဖြစ်ပါတယ်ဒီနေရာမှာဆိုလို့ရှိရင်လည်း Brandon Royval က range ကိုအတိအကျတိုင်းပြီးတော့ဘယ်ဖြောင်းထိုးတယ်ဒါပေမဲ့ Joshua Van အသာလေး slip လုပ်ပြီးတော့ဒီလွတ်သွားတဲ့ gap ကိုညာ white ပြန်ထိုးသွားပါတယ်တကယ်ကိုကောင်းတဲ့ movement နဲ့ 5IQ ဖြစ်ပါတယ်တကယ်ကောင်းလုံးပါတယ်ကျွန်တော်အနေနဲ့လည်းဒီလိုမျိုးဗီဒီယိုတစ်ပုဒ်ရဖို့တော်တော်လေးအချိန်ပေးရပါတယ်ဒါကြောင့်မလို့အပိုင်းလေးတွေခွဲပြီးတင်မှပဲအဆင်ပြေမှာဖြစ်ပါတယ်ညီကိုတို့အနေနဲ့အပိုင်း2အပိုင်း3တွေဆက်ကြည့်ကျင်သေးတယ်ဆိုလို့ရှိရင်တော့ဒီ post ရဲ့ comment အောက်မှာမှတ်ချက်ပေးခဲ့လို့ရပါတယ်ကျွန်တော်ကြည့်ကျင်တဲ့သူများရဆိုလို့ရှိရင်တော့ဆက်ပြီးတော့လုပ်ပေးဖို့အစီအစဉ်ရှိပါတယ်ကျေးဇူးများတင်ပါတယ်